မေစုအားကိုးရတဲ့အနုပညာရှင်9ဦးပရိသတ်များလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံမှာအနုပညာရှင်များစွာရှိပေမဲ့အမေစုကိုယ်တိုင်ချစ်ရတဲ့အနုပညာရှင်က9ဦးတည်းသာရှိပါတယ်ဒီနေ့မှာတော့ကျမတို့ channel မှာအမေစုအားကိုးရတဲ့အနုပညာရှင်9ဦးအကြောင်းကိုတင်ဆက်ပေးပါမယ်နံပါတ်5ဒေါင်းမိန်းကလေးတွေရဲ့တဲဆွဲမင်းသားချောလေးတောင်းကလည်းအမေစုရဲ့ဩဝါဒတွေနဲ့ခံယူချက်တွေကိုလေးစားသူတူဖြစ်ပါတယ်။ဒါကြောင့်မို့လဲအနုပညာလောကမှာအောင်မြင်ဆုံးအခိုက်အတန့်တွေရရှိတော့မဲ့လက်တကမ်းလုံးမှာမှန်ကန်တဲ့ခံယူချက်နဲ့မြန်မာနိုင်ငံကထွက်ခွာပြီးထိုင်းနိုင်ငံမှာနေထိုင်ကလိုအပ်တာတွေကုညီထောက်ပံ့ပေးနေပါတယ်။နံပါတ်4လူမင်းမင်းသားကြီးလူမင်းကလည်းအနုပညာလောကအတွက်အချုံမှန်တဲ့ဆောင်ရွက်တတ်သူဖြစ်တယ်လို့အမေစုနဲ့လည်းယဉ်နေတဲ့ အနုပညာရှင်တယောက်ပါအပြောင်းလဲတွေဖြစ်ခဲ့တဲ့အချိန်မှာလူမင်းကခံယူချက်ကောင်းကောင်းနဲ့အမေစုရဲ့နီလန်းတွေကိုသာလက်ခံခဲ့သူပါလက်ရှိမှာတော့အနုပညာအလုပ်တွေအားလုံးကိုရန်နာထားပြီးပရိသတ်တွေရှေ့ကနေလည်းပျောက်ကွယ်နေခဲ့ပါတယ်နံပါတ်3ပြည်တီဦးနဲ့အင်ဒရာကျော်စင်ထိပ်တန်းအနုပညာရှင်စုံတွဲတွေဖြစ်တဲ့ပြည်တီဦးနဲ့အင်ဒရာကျော်စင်တို့ဇနီးမောင်နှံကလည်းအားပေးခဲ့ကြတဲ့ပရိသတ်တွေနဲ့တသားတဲ့ရက်တီကြသူတွေပါအမေစုအားကိုပြီးချစ်ရတဲ့အနုပညာရှင်တွေထက်ကအပါဝင်ဖြစ်ပြီးလက်ရှိမှာလည်းခံယူချက်မှန်ကန်စွာနဲ့အနုပညာလုပ်တွေကိုရန်နာထားဆဲဖြစ်ပါတယ်နံပါတ်2 smile လက်ရှိအမေရိကန်မှာနေထိုင်တဲ့ smile ကလည်းအမေစုကိုအရန်ချစ်ခင်သူတယောက်ဖြစ်ကအမေစုဘက်ကနေရှိပေးခဲ့တဲ့အချိန်တွေရှိခဲ့ပူပါတယ်2019ခုနှစ်မှာအမေစုကကုလသမဂ္ဂထိပ်တန်းတရားရုံးတွေမှာတရားရင်ဆိုင်ရချိန်မှာ smile တို့ကတရားရုံးချုပ်ထိလိုက်သွားပြီးဝန်းရံရက်တီပေးခဲ့ပါတယ်နံပါတ်1ချစ်သူဝေနဲ့ခင်မောဖြစ်သူလင်းလင်းတို့အောင်အမေစုရဲ့ဆုံးဖြတ်ချက်တွေနဲ့ခံယူချက်တွေပေါ်မှာအပြည့်အဝထောက်ခံသူတွေဖြစ်ပြီးလေးစားကြတဲ့စိတ်နဲ့အနစ်နာခံနေကြသူတွေလည်းဖြစ်ပါတယ်အမှန်တရားအတွက်ကိုကြိုးစွပြီးနေမြေတစ်ခုမှာစ조사ရုန်းကန်နေကြတာလည်းဖြစ်ပါတယ်အားကိုးကြရတဲ့အနုပညာရှင်တွေထက်မှာပရိသတ်တို့အနေနဲ့ဘသူကိုသဘောကျလဲဆိုတာခွင့်မမှာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ